ရှမ်းရိုးမတောင်တန်းတွေရဲ့အစွန်ဖျားလူတူအရောက်ပေါက်နေတဲ့နဂါပတ်တောနက်ကြီးထဲမှာရှေးဟောင်းဖုန်ကြီးကျောင်းပြက်ကြီးတစ်ခုရှိပါတယ်။ထိုကျောင်းကြီးဟာတစ်ပင်ကြီးတွေရဲ့အုံမိုးမှုကြောင့်နေကင်းကြောင်တောင်နေအောင်ကြီးကောင်းကောင်းမရပဲမှောင်မိုင်တိတ်ဆိတ်နေတတ်ပါတယ်။ကိုစိုးဟာတောတွင်ခီးသွားရင်းလမ်းမကနေဝင်တရောအချိန်မှာထိုကျောင်းပြက်ကြီးစီကိုရောက်ရှိသွားခဲ့ပါတယ်။မိုးကလည်းတဲထန်စွာရွာသွန်းနေတာကြောင့်ကိုစိုးတယောက်တောကောင်ဘေးကလွတ်အောင်ကျောင်းပြက်ကြီးပေါ်သို့ခိုလုံဖို့တက်လိုက်ရပါတယ်။ကျောင်းပေါ်ရောက်တာနဲ့အေးစိတ်နဲ့လေထုကကိုစိုးကိုစီးကျူနေပါတယ်။ကျောင်းကြီးရဲ့တိုင်လုံးတွေမှာနွယ်ပင်တွေရစ်ပတ်နေပြီးဖျားခန်းထဲမှာတော့ဦးကောင်းပြက်နေတဲ့စင်းတူတော်တဆူကခန့်ညားထူးဆန်းစွာရှိနေပါတယ်။ညတကောင်ရံအချိန်မိုးတန်တွေကြားထဲမှာတောက်ဆိုတဲ့ထူးဆန်းတဲ့အတန်ကိုကိုစိုးကြားလိုက်ရပါတယ်။အတန်ကကျောင်းပေါ်ကဝရန်တာတစ်လျှောက်သွားနေတဲ့ခြေတံနဲ့တူပါတယ်။ကိုစိုးဓမီနဲ့ထိုးကြည့်လိုက်ပေမဲ့ဘာမှမရှိပါဘူး။ခဏအကြာမှာတော့ကျောင်းရဲ့ထောက်တနေရာကနေတရားဟောတန်လိုပရိယုတန်လိုအတန်တွေခတ်တိုးထွက်ပေါ်လာပါတယ်။ဒါပေမဲ့အဲ့ဒီအတန်ကလူတန်နဲ့မတူပဲလေတိုးတန်လိုဝိညာဉ်တစ်ခုရဲ့ညီးတွားတန်လိုနဲ့ကြောချမ်းစရာကောင်းလာပါတယ်။ကိုစိုးကြောက်လန့်နဲ့ဖျားစင်နာမှာကတ်ထိုင်နေတော့မောင်ရိပ်ထဲကနေတင်ကန်းတွန်းဖက်ကြီးကိုဝိယုံထားတဲ့အရေးမဲကြီးတစ်ခုထွက်လာတာကိုမြင်လိုက်ရပါတယ်။ထိုအရေးကြီးရဲ့မျက်နှာကပုံမှန်တနံမရှိပဲမိခိုးမွေးတွေလိုဖြစ်နေပါတယ်။ဒီနေရာကမင်းလာရမယ့်နေရာမဟုတ်ဘူးအတန်ကကိုစိုးရဲ့နားထဲမှာမဟုတ်ပဲအုံနောက်ထဲကိုဓာတ်ရိုက်ခတ်သွားတယ်လို့ခံစားလိုက်ရပါတယ်ထိုဝိညာဉ်ကြီးဟာကျောင်းပြက်ကြီးကိုနှစ်ပေါင်းများစွာစောက်ရှောက်နေတဲ့ကျောင်းဆောင်ပြီးလူသို့မဟုတ်ဝိညာဉ်ဆောင်တူဖြစ်နေတာပါကိုစိုးဟာကြောက်လန့်တကြားနဲ့ရှိခိုးကန်တော့ပြီးကျွန်တော်မျိုးလမ်းမလို့ရောက်လာတာပါမိုးလင်းတာနဲ့ပြန်ပမယ်လို့အချိန်တောင်းပန်လိုက်ပါတယ်ခဏအကြာမှာတော့ထိုအရေးကြီးပြောက်ကွယ်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးပြန်လည်တိတ်ဆိတ်သွားပါတယ်မိုးလင်းလို့အလင်းရောင်ရတာနဲ့ကိုစိုးဟာကျောင်းပေါ်ကနေအမြန်ဆင်းပြီးပြေးပါတော့တယ်။နောက်ကျောင်းပြန်လှည့်ကြည့်လိုက်တဲ့အခါကိုစိုးသည်အုပ်ပုံဟောင်းကြီးကိုကြည့်ပြီးကြက်သီးမွေးညင်းများထသွားသည်။သူညကအိတ်ခဲ့သည်မှာခိုင်ခံသောတစ်သားကျောင်းကြီးမဟုတ်ပါလား။သို့တော့ယခုမြင်နေရသည်မှာရာစုနှစ်ချီ၍ပျက်စီးနေသောအုပ်ပုံနှင့်ခြုံငယ်များသာတူတော်ထဲမှအမြန်ထွက်ရန်ကြိုးစားတော်လဲထူးဆန်းသည်မှာလမ်းကြောင်းများအားလုံးသည်ထိုအုပ်ပုံဟောင်းစီတို့သာပြန်လည်ရောက်ရှိနေခြင်းဖြစ်သည်။တောကောင်ကွယ်နေပြီးဆိုသည်ကိုသူသိလိုက်သည်။နေမွန်းတဲ့ချိန်သို့ရောက်လာတော့လဲတောနက်ကြီးထဲတွင်မှောင်ရိပ်တန်းနေစေကိုစိုးသည်အုပ်ပုံကြီးအလဲတဲ့တွင်ငုံကြည့်လိုက်ရာပိတ်ပေါင်းများဖုံးလွှမ်းနေသောမြေအောက်ခန်းဝတစ်ခုကိုတွေ့လိုက်ရသည်ထိုတွင်းဝထဲမှာကဲကြပါဗိုက်စာလိုက်တာဟူသောကွဲအပ်မိမပြူတူ၏အတန်ကိုကြားလိုက်ရသည်ကိုစိုးသည်ကြောက်စိတ်ကိုထိန်းကာဓမီဖြင့်ထိုးကြည့်လိုက်ရာတွင်းထဲတွင်အယိုးစုများကြား၌ထိုင်နေသောဖြူဖြော့မိန်းကလေးတူကိုတွေ့လိုက်ရသည်သို့သောထိုမိန်းကလေး၏ခြေထောက်များသည်လူခြေထောက်မဟုတ်ဘဲငွေမီးကြီးကဲ့သို့ဖြစ်နေသည်ကိုစိုးနောက်သို့ခြေတလန်းဆုပ်လိုက်စဉ်ရုတ်တရက်ပတ်ဝန်းကျင်တစ်ခုလုံးဝေဝါးသွားပြီးမြင်ကွင်းကပြောင်းလဲသွားသည်သူသည်အတိတ်ကာလတစ်ခုသို့ရောက်သွားသလိုမျိုးကြောင်းကြီးမှာပြန်လည်တစ်လွင်လာသည်ထိုနေရာတွင်သူများကတွေ့ခဲ့သောဝိညာဉ်အဆောင်ကြီးသည်တင်ကန်းနှွမ်းဖက်ကြီးဖြင့်မတ်တက်ရက်နေသည်သူ၏ဘေးတွင်ငွေအမီးနှင့်မိန်းကလေးကတွားလျက်ရှိသည်သူမကဒီကြောင်းကယန္တနာတွေကိုခိုးဖို့လာတဲ့သူပဲအခုတော့ငါရဲ့အဆောင်ရှောက်ဖြစ်ထာဝရနေနေရပြီဟုဝိညာဉ်ကြီးကပြောလိုက်သည်ဝိညာဉ်အဆောင်ရှောက်ကြီးကကိုစိုးကိုစိုက်ကြည့်ရင်းကမ်းလှမ်းချက်တစ်ခုပေးလာသည်ကျောင်းပြက်ထဲကပျောက်ဆုံးနေတဲ့ရွှေလက်စွပ်တကွင်းကိုပြန်ရှာပေးနိုင်ရင်တောထဲကထွက်ခွင့်ပေးမည်ရှာမတွေ့ခဲ့ရင်တော့ထိုမိန်းကလေးကဲ့သို့ပင်ကျောင်းဆောင်အဖြစ်ထာဝရပိတ်မိနေမည်ကိုစိုး၏ခြေထောက်အောက်တွင်မြေကြီးများလှုပ်ခတ်လာပြီးညကမြင်ခဲ့ရသောဦးကောင်းပြက်စင်းတူတော်ကြီးကဖြည်းဖြည်းချင်းလှည့်လာကကိုစိုးကိုစိုက်ကြည့်နေပါတော့သည်ကိုစိုး၏လက်ဖျားခြေဖျားများအေးစိမ်လာသည်ဝိညာဉ်အဆောင်ရှောက်ကြီး၏ကမ်းလှမ်းချက်အရသူသည်ထိုရွှေလက်စွပ်ကိုရှာရတော့မည်ကျောင်းပြက်ကြီး၏ကျမ်းပြင်များသည်ဟောင်းနှွမ်းဆွေးမြေ့နေပြီးခြေတလန်းတိုင်းကျွီဟူသောအတန်များကနားထဲတွင်ကွဲအပ်နေသည်သူသည်ဦးကောင်းပြက်စင်းတူတော်ကြီး၏အောက်ခြေရှိဖုံထူထပ်နေသောနေရာများကိုရက်ထုတ်ကြည့်သည်ထိုစဉ်ငွေမီးနှင့်မိန်းကလေးကသူ့နောက်သို့တရွတ်တိုက်လိုက်လာပြီးနားကပ်၍တိုးလေးပြောလိုက်သည်ဖျားစင်းတူတော်ရဲ့လက်ချောင်းကြားမှာကြည့်ပါကိုစိုးသည်ကြောက်စိတ်ကိုမျိုးသိပ်ကစင်းတူတော်၏ကြောက်လက်ချောင်းများကြားကိုစမ်းကြည့်လိုက်ရာအေးစိမ့်လာသောရွှေလက်စွပ်တကွင်းကိုတကယ်ပင်တွေ့လိုက်ရသည်ကိုစိုးသည်လက်စွပ်ကိုဝိညာဉ်ကြီးထံပေးရန်ပြင်လိုက်စဉ်တစုံတစ်ခုကိုသတိထားမိသွားသည်လက်စွပ်တွင်နဂါးရုပ်ထွင်းထူထားပြီးထိုရုပ်သည်စင်းတူတော်၏ရင်ဘတ်ရှိအပေါက်ငယ်တစ်ခုနှင့်ကွက်တိကျနေသည်ဒါကလက်စွပ်မဟုတ်ဘူးဒါကစင်းတူတော်တဲကအသက်သွေးကြောပဲကိုစိုးရိပ်မိသွားသည်ဝိညာဉ်ကြီးသည်ထိုလက်စွပ်ကိုရရှိပါကကျောင်းတော်ကြီးအတွင်ပိတ်မိနေသောဝိညာဉ်အလုံးကိုစားသုံးပြီးပုံမိုးခွန်အားကြီးသောနတ်ဆိုးတူဖြစ်သွားတော်မူဝိညာဉ်အဆောင်ကြီးကလက်ကိုဆန်တန်းကပေးစမ်းအဲ့ဒါပေးရင်မင်းကိုလွှတ်ပေးမယ်ဟုအမိန့်ပေးတံဖြင့်ဟိန်းဟောက်လိုက်သည်
ကိုစိုးသည်လက်စွပ်ကိုမပေးဘဲစင်တူတော်၏ရင်ဘတ်ထဲသို့အမြန်ထည့်သွင်းလိုက်သည်ဝုန်းပြင်းထန်သောအလင်းတန်းတစ်ခုကြောင်းပြက်ကြီးအတွင်ဖြာထွက်သွားသည်ဝိညာဉ်အဆောင်ကြီးသည်နာကျင်စွာအော်ဟစ်ရင်းမိခိုးငွေများအဖြစ်ပျော်ဝင်သွားပြီးငွေအမီးနှင့်မိန်းကလေးမှလည်းလူစင်စစ်ပြန်ဖြစ်ကာကျေးဇူးတင်သောမျက်ဝန်းများဖြင့်ပြုံးပြရင်းပျောက်ကွယ်သွားတော့သည်ကိုစိုးမျက်လုံးကိုပြန်ဖွင့်လိုက်သောအခါသူသည်တောဆက်ရှိလမ်းမကြီးပေါ်တွင်လဲလျောင်းနေသည်ကိုတွေ့ရသည်နေရောင်ကြီးကမျက်နှာပေါ်သို့နှွေးထွေးစွာကျရောက်နေသည်သူ့ဘေးတွင်ခီးသွားအိတ်ကလေးရှိနေတော်လဲထူးဆန်းသည်မှာသူ၏အင်ဂျီအိတ်ထဲတွင်ရွှေလက်စွပ်ဟောင်းတကွင်းရှိနေခြင်းပင်ဖြစ်သည်သူသည်နောက်သို့လှည့်ကြည့်လိုက်သည်ထိုနေရာတွင်ကြောင်းပြက်ကြီးလည်းမရှိအုပ်ပုံဟောင်းလည်းမရှိတိတ်တဲလာသောတောအုပ်ကြီးသာရှိတော်သည်ကိုစိုးသည်ထိုလက်စွပ်ကိုအနီးဆုံးဘုံကြီးကျောင်းတစ်ကျောင်းတွင်တွားရောက်လူတန်းလိုက်ပြီးထိုနေ့မှစ၍တောနက်ထဲသို့တယောက်တည်းဘယ်တော့မှခြေဦးမလဲတော့ပါဘူး